ဒီတာနိခေမူပါသမီရတဒီဝါပိတိတံပိဟာရာတိတံဗုဒ္ဓနာတတိမတေပြတ်တာလေးကျဲကြကုန်၏အချင်းပညာရှိတို့သည်စံတရားတော်၌အမြဲမပြတ်တာလေးကျဲကြကုန်၏ကာမဂုဏ်မှလွတ်မြောက်ခြင်းကိလေသာငြိမ်းရင်မွေလျော်ကုန်၏လွန်ကဲသောသတိရှိသောသစ္စာဉာဏ်ဖြင့်အစွမ်းမြမတို့ဒီမြနုကိုရောအထူးကြည်ညို၏လွန်ကဲသောသတိရှိသောသစ္စာဉာဏ်ဖြင့်စွမ်းနာမြမတို့ဒီမြနုကိုရောအထူးကြည်ညိုကြမီဖန်ပြင်းမြဲသောနဲ့ကြမီဖန်လိုက်ပါချင်ရဲ့တကူရာဒီကအောင်စွာအလုံးဖျားစုပန်နတ်ပြည်ထမလူပြည်ဝါဖျားရှင်ပြဲလဲကြွသည်ဒေကတနကိုပြေမမီပူဇော်ထွန်းကြီးကြသာရိပုတ္တရာယံမြတ်ကိုဟောကြားတော်မူ၏စံတရားအနှစ်ကိုဟောမြတ်တော်မူအရဟတဖို့တည်၏ယဟန်900နဲ့ပြမဂရေ30တည်၏